Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နှုတ်မလိုက်နှုတ်ဆက်ရင်ပဲ live ပေါ်မှာအမြဲတွေ့နေတာနဲ့ဖြိုစားချင်းလာတာနဲ့လှုပ်စားဖြစ်ရင်လည်းပေါ့နော်ဖြိုကလုံနေလေးကိုတခါတည်းဗီဒီယိုလေးရိုက်ပြီးတော့တင်ပေးလိုက်ပါတယ်ရှင်နှုတ်မလိုက်နှုတ်ဆက်လေးပြုလုပ်ရန်အတွက်အရင်ဆုံးကြုံမဲ့အိုးထဲကိုဖြိုကနွားနို့1900မီလီလီကိုထည့်ပေးလိုက်ပါတယ်လီတာနဲ့ဆိုလို့ရှိရင်တော့2လီတာနေပါပေါ့နော်ဒီနွားနို့ကိုတော့ဖြိုကလွယ်ဒီမိတ်ဘူးလေးကိုပဲသုံးထားပါတယ်နော်ပြီးရင်တော့ဖြိုတို့နွားနို့အိုးလေးကိုမိဘပေါ်တင်ပြီးတော့နည်းနည်းလေးစုလာတဲ့အထိပေါ့နော်ကြိုးစားပေးလိုက်ပါတယ်အခုတော့ဒီနှုတ်မလိုက်နှုတ်စိတ်လဲမှာအရင်တွေ့နေရတယ်ပေါ့နော်ဖြိုလဲစားကြည့်ချင်တာနဲ့လှုပ်စားဖြစ်နေတခါတည်းမျှဝေပေးလိုက်ပါတယ်ရှင်ဟိုးရင်တစ်ခေါက်ကတော့ဖြိုလှုပ်စားဖို့တယ်ပေါ့နော်အဲကလေးကထပ်ပြီးမလှုပ်စားဖြစ်တာနဲ့အခုစားချင်တာလို့လှုပ်စားဖြစ်တာလေးပဲဖြစ်ပါတယ်တွေ့ရတာလေးကတော့နွားနိုးကြတဲ့သူတွေတော်တော်စိတ်ပြင်းမှသိချပါတယ်တကယ်လို့နွားနိုးမကြတဲ့သူတွေအတွက်တော့တစ်မျိုးလေးတော့ဖြစ်မယ်လို့ထင်နေပေါ့နော်တွေ့ရတာလေးကကြတော့ဒီနွားနိုးနဲ့လေးရပြီးတော့အေးဆက်ဆက်လေးနဲ့ပေါ့နော်ချိုရတာလေးနဲ့တစ်မျိုးလေးစားလို့ကောင်းပါတယ်ရှင်ကြိုးသွားပေးလိုက်တာနွားနို့အိုးလေးရလဲဆူလာပြီးဆိုတာနဲ့ဖြိုးကသူ့ရဲ့ကိုဒီရှာလကာရီကိုဒီဟင်းခက်တဲ့ဇွန်ရဲ့တဝက်စာလောက်ကိုထည့်ပေးလိုက်ပါတယ်ထမင်းစားတဲ့ဇွန်နဲ့ဆိုလို့ရှိရင်တော့၄ဇွန်စာလောက်ရှိပါတယ်ရှင်ရှာလကာရီထည့်ပြီးတာနဲ့နွားနို့လေးကအခုလိုမျိုးလေးပေါ့နော်အရင်နဲ့ဖက်နဲ့ကွဲပြီးတော့ခက်ခဲလေးတွေဖြစ်လာပါလိမ့်မယ်နော်ဒီနေ့ဟာလေးရောက်လာပြီဆိုလို့ရှိရင်တော့သူ့အမေပေါ်ချမယ်ပြီးရင်တော့အဝတ်လေးနဲ့တစ်ဆက်စစ်ချပြီးတော့ပေါ့နော်ရေနဲ့3လေးရေလောက်တိတ်ချလေးဆေးပြီးတော့ရေညှစ်ပေးလိုက်ပါမယ်နော်ဒီရှာလကာရီအနက်လေးလည်းပျောက်သွားတဲ့အထိပေါ့နော်ဖြိုကတော့ရေညှစ်လိုက်ဆေးလိုက်လောက်သွားပေးလိုက်ပါတယ်ရှင်3-4ခေါက်လောက်ပေါ့နော်ဖြိုတို့ဆေးသွားပေးလိုက်တာရှာလကာရဲ့အနက်လေးကလည်းလုံးဝပျောက်သွားပြီဆိုလို့ရှိရင်တော့ဖြိုတို့သူ့ကိုပကံတစ်လုံးထဲကိုပြောင်းထည့်ပေးလိုက်ပါမယ်နော်ဒီနို့ခဲကိုပကံထဲကိုထည့်ပေးရတဲ့ဖြိုကသူ့ရဲ့သားလေးကိုညံ့ညံ့လေးဖြစ်သွားအောင်ပေါ့နော်တေချာလေးနေသွားပေးလိုက်ပါတယ်ရှင်ဖြိုတို့မနေပေးဘဲနဲ့ဒီတိုင်းလုံးရင်လုံးလုံးမရပဲနဲ့ပေါ့နော်သူ့ရဲ့သားကဖွယ်ဖွယ်ကြီးဖြစ်တတ်ပါတယ်အဲ့ဒီအတွက်ဖြိုတို့ကဒီနို့ခဲကိုပေါ့နော်လုံးဝအသားလေးညံ့ညံ့လေးဖြစ်သွားတဲ့အထိ2မိနစ်3မိနစ်လောက်ပေါ့နော်အချိန်လေးပေးပြီးတော့နေသွားပေးလိုက်ပါမယ်နော်နေသွားလိုက်တာအသားလေးကလည်းချောလာပြီဆိုလို့ရှိရင်တော့ဖြိုတို့စပြီးတော့သူ့ကိုလိုချင်တဲ့ပုံစံလေးတွေလုံထားပေးလိုက်ပါမယ်ဒီနေရာမှာအလုံးကြီးသေးကတော့ကိုစိတ်ကြိုက်ပေါ့နော်ဖြိုကတော့တအားလည်းမကြည့်တအားလည်းမသိနေထားလေးပဲလုံထားပေးလိုက်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့ဖြိုသုံးသွားတာနွားနို့1900မီလီလီမှဒီလူ2ယောက်စာပဲရတယ်ပေါ့နော်ဒီနို့ခဲရဆိုလို့ရှိရင်ကဲဖြိုတို့အလုံးလေးတွေလုံးပြီးဆိုလို့ရှိရင်တော့တကြားရည်လေးကြိုပေးရန်အတွက်ကြိုမဲ့အိုးထဲကိုတကြားထမင်းစားစွန်းနဲ့3စွန်းစာနဲ့စားလက်ဖက်ရည်စွန်းတဝက်စာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးရနဲ့ဖြိုကရေသက်200မီလီလောက်ကိုထည့်ပြီးတော့တကြားအိုးလေးကပွက်ဆူလာတဲ့အထိတဲသွားပေးလိုက်ပါတယ်ရှင်ဒီတကြားရည်လေးကနည်းနည်းလေးပြစ်ပြီးတော့ပွက်ဆူလာတဲ့အထိပေါ့နော်တဲသွားပေးလိုက်ပါတယ်ကဲဖြိုတို့တက်သွားပေးလိုက်တာတခြားရေအိုးလေးကလည်းပွက်ဆူပြီးတော့နည်းနည်းလေးပြစ်လာပြီဆိုလို့ရှိရင်တော့ဖြိုတို့ခဏလုံထားတဲ့ဒီနို့ခဲလေးကိုပေါ့နော်မလိုက်လုံးလေးတွေကိုထည့်ပြီးတော့ချက်သွားပေးလိုက်ပါမယ်နော်ဒီတခြားရေလေးထဲကိုပေါ့နော်စိတ်ဝင်သွားတဲ့အထိခဏလောက်တက်သွားပေးလိုက်ပါတယ်ရှင်ခုလိုမျိုးလေးဖြိုရရမလိုက်လုံးလေးကတခြားရည်လေးလည်းစိတ်ဝင်သွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာစားမယ်ဆိုတော့ရတယ်ပေါ့နော်တချို့တွေကြတော့လည်းနွားနို့ကိုထပ်မထပ်ပဲနဲ့ဒီတိုင်းစားကြပါတယ်ဖြိုကတော့နောက်ထပ်နွားနို့200မီလီလီလောက်ကိုထပ်ပေးထားပါတယ်ရှင်ပြီးရနဲ့ဒီနွားနို့အိုးလေးကနည်းနည်းလေးဆူလာတဲ့အထိပေါ့နော်တဲသွားပေးလိုက်ပါတယ်ပြီးတော့တချို့တွေကြတော့လည်းသူတွေကိုဖာလာစီတွေပါထည့်တယ်ပေါ့နော်အနက်မွန်ရအောင်ဖြိုကတော့အဲ့ဒီနဲ့မကြိုက်တာနဲ့မထဲတော့ဘူးပေါ့နော်ဖြိုတို့တက်သွားလိုက်တာပွက်ဆူလာပြီဆိုလို့ရှိရင်တော့ဖြိုတို့ရတာပုံငယ်ကိုမြေပေးလိုက်ပါမယ်နော်ဒီနေရာမှာအချိုးတွေပါတယ်လို့ရင်ထပ်ပေးနိုင်ပါတယ်ရှင်ရတာလည်းလုံးဝဆင်ပြေသွားပြီဆိုလို့ရှိရင်တော့ဖြိုတို့စားမဲ့ခွက်ထဲကိုထည့်မယ်ပြီးရင်တော့သုံးဆောင်နိုင်ပါပြီရှင်ကဲခုဆိုလို့ရှိရင်တော့အေးဆက်လေးနဲ့စားလို့တစ်မျိုးလေးကောင်းတယ်ဖြိုတို့ရဲ့နို့မလိုက်နို့စိန်လေးကတော့စားဖို့ဆက်သဖြစ်နေပါပြီရှင်စားလို့လည်းတစ်မျိုးလေးကောင်းပြီးတော့လုပ်နေသေးရလဲလွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်ဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒီတော့ပါပဲเนาะဒါဆိုဖြွေးနေဝေတဲ့တင်မှာပြန်ဆုံးကြမယ်เนาะအားလုံးဘိုင်